BSF ကကျူးကျော်မျိုးစိတ်တစ်ခုလားကျွန်တော်တို့အဲ့ဒီမေကုန်းကိုအရင်မေးကြအောင်များဂျမနာ BSF ကကျူးကျော်မျိုးစိတ်ဖြစ်မှာစိုးရိမ်ရလားကျွန်တော်တို့မြန်မာနိုင်ငံမှာ Black Soldier Fly BSF မွေးမြူဖို့စဉ်းစားတဲ့အခါဒါတကယ်ကိုအဓိကထားပြီးတော့မေးလေးရှိရဲ့မေကုန်းကောင်းတစ်ခုပါတိုနဲ့လိုရင်းကိုဖြေရရင်တော့ BSF ကကျူးကျော်မျိုးစိတ်ဖြစ်လာဖို့စိုးရိမ်စရာမရှိသလောက်ကိုနေပါပါတယ်တဲ့ဒေသခံဂေယစနစ်ကိုဖျက်ဆီးတဲ့ကျူးကျော်မျိုးစိတ်တွေနဲ့ BSF ကြားမှာမတူညီတဲ့သဘာဝဗေဒအချက်လက်တွေအများကြီးရှိနေတယ်။သူအောက်မှာအချက်၄ချက်နဲ့ခွဲပြထားပါတယ်။ကျွန်တော်နံပါတ်1တစ်ချက်ကတော့အကောင်ကြီးဘဝမှာအစာမစားခြင်း BSF ကအကောင်ကြီးဘဝတရား Dead Fly လို့ခေါ်တာပေါ့။အဲဒီအဆင့်မှာဆိုလို့ရှိရင်ပါဇက်အစာရှည်စနစ်နဲ့အစိတ်စူးတွေသူ့မှာဘာမှမရှိဘူး။သူတို့ရဲ့တက်တန်းလည်း9ရက်ကနေ10ရက်လောက်အတွင်းမှာပဲရေပဲတောက်ကြတဲ့အကောင်တွေဖြစ်တယ်။ကျွန်တော်ဒီသူရဲ့လာဗေးပေါ့ဒီလာဗေးဘဝတော့ငါစုဆောင်ထားတယ်သူရဲ့စွမ်းရည်နဲ့သူကရှင်သန်နဲ့မိတ်လိုက်တယ်ဥပူတယ်အစာမစားတဲ့အတွက်ကြောင့်ဒီသီးနှံတွေကိုကိုက်ဖြတ်စီးစားတော့တာမျိုးသူလုံးဝမလုပ်နိုင်ဘူးကျွန်တော်ဒီနံပါတ်2ကကျတော့ဒီယောဂဘိုးသေဆောင်ခြင်းမရှိတဲ့အကောင်တွေဖြစ်တယ်ကျွန်တော်ပတ်ဝန်းကျင်ကအိမ်ကရင်ကောင်းတွေလိုပဲလူတွေရဲ့ကျွန်တော်ဒီအစားအသောက်တွေပေါ်နားတာဒီမစင်တဲ့အမိုက်တရတွေပေါ်ကိုတလဲစီနားပြီးတော့ဒီယောဂဘိုးသေဆောင်တတ်တဲ့အကောင်တွေဥပမာဝမ်းပြက်ဝမ်းလျှောလိုမျိုးယောဂတွေသေဆောင်တတ်တာမျိုး BSF မှာမရှိဘူးသူတို့ကလူတွေနဲ့ဝေးရတဘာဝရိပ်အောင်နဲ့တေးရွက်တွေကြားမှာပဲသူတို့ကနေလေးရှိပါတယ်တဲ့ဒီနံပါတ်3ချက်တခြားရင်ကောင်တွေကိုနှိမ့်နှိမ့်ပေးခြင်းဒါကတော့ BSF ရဲ့အားသာချက်ပေါ့ BSF တွေကဒီအမိုက်တွေကို BSF lava တွေကပဲစားတာเนาะ lava တွေစားတော့တဲ့အခါဒီအနံ့အသက်ကိုရှော့ချပေးရပြင်အဲဒီအမိုက်တွေရဲ့အနံ့အသက်ကိုရှော့ချပေးရပြင်ဒီအင်အားရှင်ကောင်တွေကိုသူကမောင်းထုတ်ပေးတဲ့ဓာတ်တစ်မျိုးကိုသူတို့ထုတ်လွှတ်တယ်ဒါကြောင့် BSF တွေရှိတဲ့နေရာမှာဒီယောဂဘိုတည်လာတဲ့ဒီအိမ်ရရင်ကောင်တွေအိမ်ရ house plan လို့ခေါ်တာပေါ့ဗျာအိမ်ရကောင်တွေဥမဥနိုင်တော့ပဲအိမ်ရကောင်ရေအတွက်ကိုတော့လျှော့နေသွားစေတယ်နံပါတ်4ချက်ပေါ့နံပါတ်4ချက်ကကျတော့သူကသဘာဝလျောက်အစာခွန်းဆက်ထဲမှာရှိနေပြီးသားဖြစ်တယ် BSF ကမြန်မာနိုင်ငံအပါအဝင်ရှေ့တောင်အာရှ BSF တွေအတွက်သဘာဝလျောက်အလွန်ရှင်သန်နိုင်တဲ့အပူပိုင်းဆုံးဖြစ်တယ်ဆိုလိုတာကသူတို့ကကျွန်တော်စီမှာအသစ်ဆန်းမဟုတ်ဘဲနဲ့ဒီတောတဲ့သဘာဝတွေမှာအရင်တည်းကရှိနေပြီးသားအကောင်တွေဖြစ်တယ်အဲ့ဒါအပြင်သူတို့ကဒီငှက်တွေဖားတွေအိမ်မြောင်တွေနဲ့ဒီကြက်တွေဘဲတွေအတွက်အရသာရှိတဲ့သဘာဝအစားအစာဖြစ်တာကြောင့်သဘာဝပတ်ဝန်းကျင်မှာအကောင်ကြီးအလွန်အကျွံပေါက်ဖွာလာခဲ့ရင်တော့ဒီအစာခွင်းဆက် food chain ရတဲ့ဒီအလိုလျောက်ထိန်းညှိပြီးသားဖြစ်သွားလိမ့်မယ်ခုနပြောတဲ့ဒီမှာဂျမနိုင်းမပြောသတာဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဒီကင်းလက်လျှော်တွေအိမ်မြောင်နေပြီးတော့ပုတ်တင်ညိုတွေအဲ့ကောင်တွေကလည်းစားတယ်ဗျအနည်းရှုံးအနေနဲ့ကတော့ဒီ BSF ကပတ်ဝန်းကျင်ကိုဒုက္ခပေးမယ်ကျူးကျော်မျိုးစိတ်မဟုတ်ဘဲနဲ့ဒီ organic ပစ္စည်းတွေကိုဒီအဖို့တန် protein အဖြစ်ပြောင်းလဲပေးမယ်အကောင်နေတာဖြစ်တယ်ဗျသူတို့ကဒါကြောင့်စိုးရင်စရာမရှိဘဲနဲ့စနစ်ရောက်မွေးမြူလို့ရပါတယ်